ပြောခဲ့တယ်လို့ဆိုပါတယ်ငါတို့မယူသေးဘူးငါညမအိမ်ကိုလေကျွတ်90တာလောက်ပို့လိုက်ပါငါတာနဲ့ငါသမီးလေးတွေကလေကျွတ်တိတ်ကြိုက်တာအဲ့ဒီလိုပြောပြီးအတော်ကအိမ်ထဲကိုပြန်ဝင်သွားတယ်တဲ့ဘာမှမထူးဆန်းဘူးထင်ပြီးလေကျွတ်ရောင်းတဲ့ကောင်မလေးကလည်းကျွန်တော်တို့အိမ်ကိုလာပြီးတော့လေကျွတ်လာပို့တယ်အဲ့ဒါနဲ့အမေကငါတို့မှမထားပါဘူးလို့ပြောတော့ဟိုဘက်ချမ်းကအိမ်ကြီးကြီးမှနေတဲ့အန်တီဝဝကြီးကသူ့သားနဲ့သူ့သမီးစားဖို့ဆိုပြီးတော့ဒီအိမ်ကိုပို့ခိုင်းလိုက်တာပါလို့ပြန်ပြောတယ်အမေကလည်းဘာတူလဲဘလို့ပုံစံလဲဘာဝစ်စားဝတ်ထားရလဲဆိုပြီးမေးလိုက်တယ်ကောင်မလေးပြောတဲ့အဝတ်အစားတွေကအတော်ဆုံးပါသွားတဲ့နေ့ကဝတ်ပေးခဲ့တဲ့ဝတ်စားအတိုင်းပဲတစ်ချက်မှမလွယ်ဘူးကျွန်တော်တို့တအားကိုထိတ်လန့်သွားပြီးလေကြွရောင်းတဲ့ကောင်မလေးကိုအတော်ကဆုံးပါသွားပြီဖြစ်ကြောင်းပြောပြလိုက်တော့ကောင်မလေးရဲ့မျက်နှာလည်းဖြူဖက်ဖြူရောဖြစ်သွားပြီးအရန်ကိုကြောက်လန့်သွားတယ်သူလည်းဘာမှကိုမပြောနိုင်ပဲအိမ်တန်းပြန်ပြေးသွားတယ်တပတ်လောက်လန့်ဖျားဖျားနေခဲ့တယ်လို့ရွာလူတွေကပြောကြတယ်အတော်အိမ်ကတော့အဲ့နေ့ရစပြီးညဘက်တွေတည်းမီးလင်းရောက်မရှိပဲအရန်ကိုအေးဆက်တိတ်ဆိတ်နေခဲ့တယ်အတော်ကသူ့သားသမီးတွေကိုနောက်ဆုံးတစ်ခါကြည့်ကျင်လို့ပြန်လာခဲ့ရလားဒါမှမဟုတ်သူ့ရဲ့ကြီးမားတဲ့မေတ္တာကြောင့်ပဲလားဒီအကြောင်းအရာလေးကိုတော့နှင်းစီဆိုတဲ့အကောင့်ပိုင်ရှင်အမကလာပြောပြပေးတာဖြစ်ပါတယ်အခုလိုအကြောင်းအရာလေးကိုဝေမျှပေးရတဲ့အတွက်လည်းကျေးဇူးများကြီးတင်ပါတယ်